ဟုတ်ပါတယ်ရှင်နာဂစ်တစ်နှစ်ပြည့်ကန်ဒီအခုရပိုင်းတွေမှာရန်ကုန်မြို့နေရာအနှံ့မိုးသည်ထန်နေပြီးလေပြင်းတွေကျနေတယ်လို့ရန်ကုန်မြို့ကန်တွေကပြောပြကြပါတယ်ဒီလိုလည်းပါတယ်လို့ပေါ့ဆိုင်ရမိုးတွေဒီဒီမိုးတွေကြာပြီးတော့ဒီလိုကဘာလို့ကြာပြီးတော့ဒီလိုမှလည်းကြောင်းကြာဒီဘာခေါ်လဲရပ်ွက်ဒီလည်းရတဲ့တွေကဒီလိုပေါင်းကြာပြီးတော့တက်နေပါလေတဲ့တဲ့တက်နေတဲ့အမိုးတွေလည်းဒီမိုးတွေလည်းဖြစ်သွားတယ်အဲ့ဒါဘာလို့ဖြစ်သွားလဲတနင်္လာလို့လာတော့မနစ်ကအခုရပိုင်းတွေမှာနာဂစ်မုန်တိုင်းကြဘူးအစပြိုးနေတာတွေနဲ့ကြုံခဲ့ရတာကြောင့်ရန်ကုန်မြို့ရဲ့နေရာတချို့မှာအိမ်ခေါင်မိုးတွေကိုအခုရပိုင်းပြုပြင်နေကြသလိုတပိုင်းတနိုင်ကြိုတင်ပြင်ဆင်မှုတွေကိုလည်းလုပ်နေကြပါတယ်။လုပ်နေကြဒါကြောင့်တော့မိုးညှို့လိုက်နေအဲ့လိုတော့သူကအခုဆိုလို့ရှိရင်ဒီအိမ်ကတုတ်တယ်ပြန်မှုကြတန်းနေပြန်ရကြပြောလို့မရဘူးပြန်လာရင်နားနိုင်တယ်ဆိုပြီးတော့တုတ်တင်ပြန်ပြီးတော့ဘိုးတဲ့သူရဲ့တစ်စီပြောင်းအရင်တော့ပြောလို့မလုပ်ကြဘူး။အခုရပိုင်းတွေမှာအစိုးရအတန်လွင့်ဌာနရဲ့မိုးလေဝသကိုစောင့်မျှော်နေကြတယ်လို့လည်းမြို့ကန်တချို့ကပြောပြကြပါတယ်။အဲ့တော့သူတွေကအခုပြန်လဲဘယ်လောက်လက်နေကြလဲဆိုတော့နီးလာပြီနီးလာတည်းနေအောင်မနစ်ကတစ်နှစ်ပတ်လဲဆိုရင်ပြန်ကြောက်ကြတာပေါ့။အဲ့လိုများကြွားမလားမိုးလေဝသပဲနားထောင်နေကြတယ်လေမိုးလေဝသပဲနားထောင်နေကြတယ်။နာဂစ်မုန်တိုင်းနဲ့ခံခဲ့ရတဲ့ AR တိုင်းဘိုကလေးမြို့ကကြီးရွာတွေမှာတော့မိုးအနှဲငယ်ပဲရွာပေမဲ့ကြိုတင်ပြင်ဆင်မှုတွေလုပ်နေကြပါတယ်။အမေကပြေးနေရတာပဲ။ဒါနဲ့ပတ်သက်လို့ဒီနာဂစ်ရဲ့အတွေ့အကြုံကနေတော့အတွေ့အကြုံမှာပေါ့လား။နေနဲ့ပြန်လာမှာလား။နေတဲ့လူတွေဒီနေ့မှာသိရင်လည်းပြည့်ရတာ။ပုဂ္ဂိုလ်ရဲ့ကိုယ့်ကိုယ်နည်းနည်းဘယ်လိုလဲလောက်ရတာပေါ့။ဒီရိုက်တော့ဒါမှလည်းဘာမှလုပ်လို့မရဘူး။မိုးလေဝသနဲ့ဇလဗေဒရဲ့29ရက်နေ့ထုတ်ပြန်ချက်မှာတော့ရန်ကုန်ပဲခူးမွန်ပြည်နယ်တွေမှာမိုးအနှဲငယ်ပဲရွာမှာဖြစ်ပြီးရှမ်းပြည်နယ်ရခိုင်ပြည်နယ်ကချင်ပြည်နယ်စကိုင်းတိုင်းအောက်ပိုင်းနဲ့မန္တလေးတိုင်းတွေမှာတော့မိုးထချုံရွာမယ်လို့ကြေညာထားပါတယ်ရှင်။